ကဲအားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ငွေကြေးဖောင်းပွားမှုဆိုတာဘာလဲဆိုတာကိုရိုးရိုးရှင်းရှင်းလေးပြောပြပေးသွားပါမယ်ပထမဦးဆုံးအနေနဲ့ PC ရှားရင်ဈေးတက်တယ်ဆိုတဲ့အချက်ကိုကြည့်အောင်ဥပမာဗျာယုံရွာလေးတရွာမှာမုံလာဦးကတူးတည်းမရှိတယ်ဆိုပါစို့အဲ့ဒီမုံလာဦးကတကယ့်ကိုတန်ဖိုးကြီးသွားမှာပါဒါပေမဲ့မုံလာဦးတွေအများကြီးထွက်လာတဲ့အခါမှာတော့တန်ဖိုးကပြန်ကျသွားပြီးပေါ့များများစားလို့ရသွားတာမျိုးပေါ့ဒုတိယတစ်ချက်ကတော့ဝယ်သူများပြီးပစ္စည်းမလောက်တာပါယုံတွေကမုံလာဦးကိုအရန်စားခြင်းနေပေမဲ့စိုက်တဲ့သူကအရင်အတိုင်းပဲထွက်နှုံးရှိနေမယ်ဆိုရင်မုံလာဦးကရှားသွားပြီးဈေးကတက်လာပါတော့တယ်နောက်တစ်ခုကတော့စိုက်ပျိုးစရိတ်တက်တာပါမုံလာဦးစိုက်တဲ့သူကမျိုးစိတ်ဝယ်ရတာဈေးကြီးလာလို့ပဲဖြစ်ဖြစ်ရေလောင်းဖို့ခက်ခဲလာလို့ပဲဖြစ်ဖြစ်သူ့ရဲ့အရင်အနီးကာမိအောင်မုံလာဦးဈေးကိုမြင့်လိုက်ရတဲ့အခြေအနေမျိုးပေါ့ဗျာကဲစတုထချက်ကတော့ပတ်စံတွေပေါများလာတာပါမုံလာဦးကတော့အရင်အတိုင်းပါပဲဒါပေမဲ့ယုံဒီရဲ့လက်ထဲမှာဝယ်ဖို့တောင်းတဲ့တစ်တီးခွန်ဒါမှမဟုတ်ပတ်စံတွေကအရင်ကထက်အများကြီးပိုရှိလာတဲ့အခါတစ်တီးခွန်ရဲ့တန်ဖိုးကကျသွားပြီးမုံလာဦးတူရဖို့အရင်ထက်တစ်တီးခွန်တွေအများကြီးပိုပေးရတာမျိုးပါပိုဆိုးတာကတော့ထိမနိုင်သိမ့်မရဖောင်းပွားတာပါမုံလာဦးဈေးတက်လို့ယုံတွေဝယ်မစားနိုင်မှဆိုလို့ဆိုပြီးယုံမြင့်ကြီးကတစ်တီးခွန်တွေကိုအလကားရှောင်ဝေလိုက်တဲ့အခါပတ်စံတွေပိုများလာလေဈေးကပိုတက်လေဖြစ်ပြီးနောက်ဆုံးမှာပတ်စံတွေကအမိုက်လိုဖြစ်သွားတော့ပါတယ်အဲ့ဒီအခါမှာတော့ငွေကြေးအသစ်ကိုပြောင်းသုံးရတဲ့အထိဒုက္ခရောက်တတ်ကြပါတယ်ဒါဆိုဘလို့အခြေအနေကအကောင်းဆုံးလဲအစဉ်ပြေဆုံးကတော့မုံလာဦးဈေးတက်သလိုယုံလျက်ဝင်ငွေကလည်းလိုက်တန်နေတာပါပဲတကယ်လို့မုံလာဦးဈေးကငြိမ်နေပြီးဝင်ငွေကပိုများလာရင်တော့ဒါဟာအချမ်းသာဆုံးအခြေအနေပေါ့ဒါပေမဲ့ဝင်ငွေကအရင်အတိုင်းပဲဈေးနှုန်းတွေပဲတက်နေမယ်ဆိုရင်တော့ယုံကလေးတွေစိတ်ဆင်းရဲရပါလိမ့်မယ်ဒါကြောင့်ငွေကြီးဖောင်းပွားမှုကိုမကြောက်ရအောင်ယုံကလေးတွေဟာမုံလာဥဒီကိုဒီတိုင်းစားမပစ်ပဲပြန်စိုက်ပြိုးတာမျိုးရင်းနှီးမြှုပ်နှံမှုလုပ်တာမျိုးနဲ့ပို့တိုးပွားအောင်လှုပ်ဆောင်သင့်ပါရဲ့ဗျာ